လူသားနဲ့ AI ရှင်ပြိုင်ရမယ်ကမ္ဘာ့ဗလာချန်ပီယံခံမှန်းရွေးချယ်ခြင်းအားလုံးပဲမင်္ဂလာပါခင်ဗျ Entertainment by Sport Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီတစ်ခါကမ္ဘာ့ဗလာကြီးကိုတော့ဘယ်သူတွေသိမ့်ပိုက်သွားမလဲ BBC Sport ကနာမည်ကြီးဘောလုံးပညာရှင်တွေပြီးတော့ Opta ရဲ့ Super Computer နဲ့ AI တို့ကဘယ်လိုတွေခံမှန်းထားလဲဆိုတာကိုဒီဗီဒီယိုမှာအတူတူကြည့်လိုက်ကြရအောင်ဗျပထမဆုံးအနေနဲ့ဘသူချန်ပီယံဖြစ်မလဲဆိုတဲ့မေးခွန်းမှာ BBC ပညာရှင်တွေရဲ့အကြိုက်ဆုံးကတော့ပြင်သစ်အသင်းဖြစ်နေပါတယ်အလန်ရှီယာဒန်နီမာဖီနဲ့အိုလီဗီယာဂျရူးတို့အပါအဝင်ပညာရှင်9ယောက်ကပြင်သစ်ကိုမဲပေးထားကြပါတယ်ဒါပေမဲ့အလန်ရှီယာကပြင်သစ်အသင်းထဲမှာအရှင်းရှင်းပြဿနာမဖြစ်ဖို့ပဲလိုပါတယ်လို့သတိပေးထားပါတယ်ဘာလို့လဲဆိုတော့လူစင်းကကြောက်စရာကောင်းလောက်အောင်တောင့်တင်းပြီးလူစားဝင်လာမဲ့သူတွေကလည်းပွဲပြတ်စေနိုင်လို့ပါဒုတိယရေမန်းအစားဆုံးကတော့အင်္ဂလန်အသင်းမှာ Rain Rooney ဂျိုးဟတ်တို့အပါအဝင်ဘောလုံးသုံးသက်သူ9ယောက်ကအင်္ဂလန်ရလိုက်မယ်လို့မျှော်လင့်နေကြပါတယ်ဒီတစ်ခေါက်အင်္ဂလန်မှာနီးပြ Thomas Tuchel ရှိနေတာကအားသာချက်ဖြစ်တယ်လို့ Declan Rice နဲ့ Saka တို့ကလည်း Premier League ဖလားရပြီးဖောင်တက်နေတဲ့အချိန်ဖြစ်ပါတယ်ဒါပေမဲ့ကွင်းလယ်လူဟောင်း Danny Murphy ကတော့အင်္ဂလန်က Harry Kane တယောက်တည်းအပေါ်မှာသိပ်မိခိုနေရပြီးခံစစ်ပိုင်းကပြင်သစ်နဲ့စပိန်လောက်မတောင့်တင်းဘူးလို့ဝေဖန်ထားပါတယ်ရှေ့မှာတင်ဆက်ခဲ့သလိုလူသားဘောလုံးသုံးသက်သူတွေကပြင်သစ်နဲ့အင်္ဂလန်ကိုခံမှန်းထားကြပေမဲ့လူတွေထက်ပိုတွက်ချက်နိုင်တယ်ဆိုတဲ့ Opta ရဲ့ Super Computer နဲ့ Microsoft ရဲ့ကိုပိုင်းလော့ AI တို့ကတော့တညီတညွတ်တဲ့စပိန်အသင်းချန်ပီယံဖြစ်မယ်လို့ခံမှန်းထားကြပါတယ် Opta ကပွဲပေါင်း2000ခွဲကို Simulator လုပ်ပြီးတွက်ချက်ခဲ့ရမှာစပိန်ကချန်ပီယံဖြစ်ဖို့ 16.1% နဲ့ထိပ်ဆုံးကရှိနေပြီးပြင်သစ်က 73%အင်္ဂလန်က 17.2% နဲ့အာဂျင်တီးနားအသင်းက 10.4% အသီးသီးရရှိထားပါတယ်။ Super Computer နဲ့ AI တို့ကတော့စပိန်ရဲ့ကစားဟန်အတိုင်းအတာကိုအမြင့်ဆုံးသတ်မှတ်ထားတာတွေ့ရပါတယ်။ဒါဆိုဒီပြိုင်ပွဲမှာဘယ်အသင်းတွေကအံ့အားသင့်စရာ Dead Horse တွေဖြစ်လာမလဲ။ဒီပြသောမတ် France ကတော့ Haaland နဲ့ Odegaard တို့ဦးဆောင်ပြီးစိတ်ဆန္ဒပြင်းပြနေတဲ့ Norway အသင်းကိုရွေးချယ်ထားပါတယ်။အခြားပညာရှင်တွေကတော့ခံစစ်အလွန်တောင့်တင်းတဲ့ Ecuador ကစားဟန်မြန်ဆန်တဲ့ Japan နဲ့ပြီးခဲ့တဲ့ကမ္ဘာဖလားတုန်းကလိုပဲကြောက်စရာကောင်းနေအောင်မဲ့ Morocco အသင်းတို့ကိုအားလုံးကသတိထားဆောင်ကြည့်ဖို့ညွှန်းဆိုထားကြပါတယ်။ဘောလုံးဝါသနာရှင်ပရိသတ်တွေကဘယ်လိုမြင်လဲဗျ။လူသားပညာရှင်တွေခံမှန်းကြသလိုပြင်သစ်နဲ့အင်္ဂလန်ပဲရသွားမလားဒါမှမဟုတ် AI ကွန်ပျူတာတွေတွက်ချက်သလိုစပိန်အသင်းပဲဗိုလ်ဆွဲသွားမလားမိမိတို့ရဲ့အမြင်ကိုခံမှန်းပေးခဲ့ကြပါဦးအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ဗျ